Bubbles กินညောတဲ့กินညဆိုဘိုးနေနေတာတာတိုင်းနဲ့တုံလို့ရတယ်ဘာမှစဉ်းစားစရာမလို Bubbles กินညောဆိုတန်းကတ်လိုက်ရုံပဲတစ်ဖက်လူပြောတဲ့အကြောင်းအရာတစ်ဖက်လူဆော့ဆော့ချယ်လို့ပြောလိုက်တယ်မနော်နေရလေနေရရမ်းညံကောင်းတော့တပစ်လေလေပဲစစ်ရမှာပဲလို့သူကပြောလိုက်တဲ့စကားကိုကွာအမလီတော့ပစ်စစ်ဖို့နေတာ3တောင်မနေပြရမှာဟဲဒါမျိုးပြောချင်တဲ့အတိတ်ပဲကွာတစ်ဖက်လူပြောလိုက်တဲ့စကားကို तू ကတော့ပစ်စစ်ရမယ်လို့ကိုကလာပြောနေရလေအဲ့ဒါကိုကွာစစ်ရဖို့နေတာတော့ဘာလို့လဲလဲဆိုညင်းလိုက်တာငင်းတဲ့အခါမှာဟိုလိုမျိုးငါစစ်မရဘူးဆိုပြီးတော့ထုံတိပြက်တိဟိုလိုမျိုးညင်းတာမဟုတ်ပဲနဲ့ဒီအားလေးပဲမဟုတ်နေပါဘူးငါမှစစ်ဖို့စစ်ရဖို့နေတာသုံးမဲအဲ့လိုမျိုးပြောလိုက်တဲ့စကားပပညင်းဆိုလိုက်တာပပညင်းဆိုလိုက်တာနောက်တစ်ခုကကြာမှထားပါတော့နင်ကညံကောင်းလိုက်တာနင်ညံကောင်းလိုက်တာစာရီချက်လို့ရှင်ခဏလေးနဲ့ရတော့မှာပဲညံမကောင်းပါဘူးညံကောင်းဖို့နေတာငါမှစာတပုတ်ချက်လို့ရှင်နိုင်ခွဲလောက်ကြာတယ်အဲ့လိုမျိုးအဲ့ပြောချင်တာတစ်ဖက်လူကကိုကိုချီကျူတာချီမွန်းတာမြောက်ပင့်တာတွေကွာရင်ကြီးကြီးလေးနဲ့ညင်းဆိုတာတရားပြကိုနှိမ့်ချပလိုက်တာနော်သူများတကာကိုညံကောင်းတယ်လို့ပြောတာကိုကမဟုတ်ပါဘူးငါညံမကောင်းပါဘူးညံကောင်းဖို့နေတာတပုတ်ကျဲနိုင်ခွဲကြတာဒါမျိုးတွေပေါ့နော်ညင်တလေးနဲ့ကိုနှိမ့်ချပြီးတော့ခါကျတော့တစ်ဖက်လူပြောတဲ့စကားကိုညင်းလိုက်တာတကယ်ပြနှိမ့်ချလိုက်တာတစ်ဖက်လူပြောတဲ့စကားတွေကိုမဟုတ်ပါဘူးဆိုပြီးတော့ညင်းဆိုလိုက်တာအဲ့လိုနေရာတွေမှာကျွန်တော်ဂီနင်းညိုလေးကိုတုံးလို့ရတယ်ကြိုက်တဲ့ဘက်နဲ့ကြိုက်တယ်လို့တုံးလို့ရဒါဆိုဥမာနည်းနည်းလေးကြည့်ကြည့်အောင်ဂျူမာတဲ့ဂျိုင်းရွှေ့ဆော်ရောဒီမှာကောင်းကောင်းနားယူခဲ့လားဟင်းဆိုတော့ဂျိုင်းရွှေ့ကညောအမလေးကောင်းကောင်းနားဖို့နေတာခါတီဒူလောဝါဆိုတူတူမလေးတွေကငိုအလဲလာတဲ့ကြောင့်မလို့ကြောင့်ရှင်ဟာနာတို့ obsess ဆိုရောစိတ်နဲ့လူနဲ့ကိုမကတ်ခဲ့ပါဘူးရှင်နဲ့ဤတဲ့ကြမ်းကြီးကြည့်ရောတဲ့ဒီရောကဒီအခုချိန်ဆိုလို့ရှိရင်ခွာကြထထမိုးဖြစ်နေပြီမလားဟင်းလို့ပြောလိုက်ကြမ်းကြီးနေညောဒါဆိုတော့နောင်နဲ့တွဲသွားတာခွာကြဤကြီးနေညောနဲ့တွဲသွားဆိုတော့ဤတာဖြစ်တီကိုထည့်လိုက်တာကွာအဲ့လိုထိပ်ပဲခွာကြကြီးကြီးညောခွာကြဖြစ်ဖို့နေတာจิตသုံးစားဝင်နေရောဟုတ်လည်းပဲပုံမှန်ဝန်ထမ်းပါပဲချင်းချင်းနာတာဆိုတာကျတော့ယာဒူတိုပို့လို့ဆိုလို့ရှိရင်ဘောတော့ဆော့ရောဝေးပါသေးတယ်တဲ့ယာဒူတိုပို့ကလိုသေးတယ်သူယာဒူမတိုးနိုင်သေးဘူးဥမာ तू ကတာမန်ဝန်ထမ်းလေးပဲဖြောင်းစားဝန်ဆိုတာတာမန်ဝန်နဲ့တာမန် level ပဲရှိသေးတယ် officer ပေါ့ကွာပြောရမယ်ဆိုလို့ရှိရင် officer လေးတယောက်ပါပဲပေါ့နော်ခွာချမ်းအမလီထားနာမှုဖြစ်ပေါ်တော့ဝေလာဝေးပေါ့အဲ့လိုမျိုးပြောချင်တာမို့လို့ခွာချမ်းအီနေညောခွာချမ်းကြီးနေညောလို့ तू ကတုံးလိုက်တာကြမယ်နဲ့တွေ့ကြတာဆိုရင်အခဥမာလေးလေးလာကြအောင်ချေလို့ကဲပထမဆုံးတစ်ခုဖတ်ကြည့်ပါအောင်ဖတ်ရတယ်နှစ်ကြောင်းလို့တစ်ခါဖတ်ပြီးနော်ချေ 상원이면 따뜻하지요? 따뜻하기는요. 3월도 추워요. 한국은 3월이면 따뜻하지요. 야, 뭐라 봐요, 솔루션이. 너라 봐요. 뉴트리션이면, 뉴트리션이면 따뜻하기는요. 말레 뉴트리션 니보 내리다. 3월도 추워요. 너라 봐요. 이래. 뉴니비 말라로 매일 매고 오도 년라이다. 따뜻하다. 소리 바 플러스 기능용 보살리. 읽으셨어요? 이거는요. 너무 어려워서 아직 반도 못 읽었어요. 그 책을 다 읽으셨어요. 에리사하고 아까로 파비다비 라인로 도와밀라이다. 다 읽기는요. 그건 파보는니다. 다 너무 어려워서 약할로 아직 반도 못 읽었어요. 구제니 떠와다만 파야 돼. 야매 카케 대장으로 구제니 떠와다만 파야 돼. 봐. 우리도 얼로 동나이다. 참 잘 치네요. 잘 치기는요. 테니스를 참 잘 테니스고 강어 야이다 배로ပြောတော့잘 치기는요. 강어 야이다ဖို့နေတာဗျာမရိုက်တတ်ပါဘူးဗျာပေါ့ပြောချင်တာတော့မရိုက်တတ်ပါဘူးဗျာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြောလိုက်တယ်လားတစ်ဖက်လူပြောတဲ့စကားကိုကနှိမ့်ချပြီးပြောလိုက်တယ်ညင်းဆိုလိုက်တဲ့စကားမို့လို့ချီတာ 실력이 정말 좋으시네요. 좋기는요. 아직 모르는 게 많아요. 한국말 실력이 정말 좋으시네요. 코리아 바다자가 예칭아 되게 고베 깡라이다 노래 키는요. 모니니 따다ဗျ 아직 모르는 게 많아요.အခုချိန်ဒီကိုမသိတာတွေများနေတော့မှာပဲဒီလိုမျိုးလေးတော့လိုက်တာဒီကညင်းတာဆိုတာတဲ့ကိုပြန်နှိမ့်ချလိုက်တာတစ်ဖက်လူကနင်အများကြီးသိတာပဲနော်ကိုရီးယားစကားကောင်းကောင်းပြောတတ်တာပဲအဲ့လိုမျိုးပြောလိုက်တဲ့ဟာကိုမဟုတ်ရပါဘူးအော်ဘောနော်မသိတာရှိသေးပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သူကသုံးလိုက်တာမို့လို့ဆိုခင်းနေညောဇွတ်ထာဆိုတဲ့ quality buff ကိုမှဆိုတော့မူရင်းဘတ်ပုံစံတိုင်းပဲဇွတ်ထာကိုယူထားတယ်ပြီးတော့ခင်းနေညောပုံစံလေးကတ်ထားခင်းနေညောဘာမို့နေတာဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်လိမ့်မယ်ရဲ့ 질문에 맞는 대답을 찾아 연결하고 다음과 같이 쓰십시오. 미국 말을 비교하자로 다음과 같이 아웃바로는 아두두 쓰십시오. 예비바지야. 날마다 운동해요. 네 아가사 럭라로 밀리다. 운동의 시간이 있을 때 가끔 해요. 아가사로 쟁실에 가서로 시에 카드레이 럭데. 알아서 요즘만 찔라. 두아 밥에 밀랄래서 아까 남마틱리 찌면서로 시에 날마다 운동해요. 소리 미국료 두아 밥에 밀랄래서 날마다 하기는요. 니란이 럭니 보니 니다다 하니 니란이 럭니 봐 오메 번호 말로 별로 시 알레 별로 야이노. 시간이 있을 때 가끔 해요. 개인시에 가마서로 시에 카드레이 럭바래 소리 에레이 변면에 두아 동하라. 저 밥이 바다리 뺨매지에. 매운 음식이 좋아해요. 세대 사사를 짜이라. 노래를 잘 하신다면서요. 생방송라인에서 지난번 시험을 쉬었어요. 비계를 가사로에 가라. 레라.
လွယ်ခဲ့တယ်မလားလွယ်လားပေါ့ 예요. 임시야 봐요. 음식 ဆိုတာလေ 음식 ဆိုတာဘာလဲဆိုတော့ကကြာချေတို့အတန်မကောင်းတာကိုပြောချင်တာဘူးမအတန်မကောင်းတာကို 음식 လို့ပြောတယ်ချီကကြတော့ 음식 ကြတော့တခြားဘာရှိညာရှိသုံးလို့ရတယ်အဲ့ဒါကြီးကကြတော့လုံးဝမှမတက်နိုင်လုံးဝမှမကောင်းမွန်တာကိုသူကပြောချင်တာအဲ့လိုအိဗယ်နဲ့ဆိုတာဒီရှိကိုသုံးလေးရှိရယ် 음식 ရရောဆိုလို့ရှိရင်ကောင်းမှုအတန်မအောင်ပါဘူးအဲ့လိုမျိုးပြောချင်တဲ့အိဗယ်ရယ် 이기 매운 음식 하나도 못 먹어요. 사사고 사다 사다 토쿠랑 못 사나이고. ဟုတ်တယ်တခုတော့မှမစားနိုင်ပါဘူးတဲ့ 어려웠어요. 굉장히 어려웠어요.တော်တော်လေးခက်ခဲတယ် တော်တော်လေးကိုဟုတ်တယ်တော်တော်လေးကို 어려웠어요 တဲ့ခက်ခဲခဲ့ပါတယ်ကဲဟုတ်ပြီအဲ့ဆိုရင်ကျတို့နံပါတ်2က매운 음식을 좋아해요 ကိုကျတို့ဘာနဲ့တွဲကြမလဲဟိုဘက်ကမလေး 매운 음식이 하나도 못 먹어요. 매운 음식을 좋아해요 매운 음식 좋기는요. 하나도 못 먹어요. 못 먹어요. 좋기는요 하나도 못 먹어요 좋기는요 하나도 못 먹어요 ဆိုတဲ့ပုံစံမျိုးလေးနဲ့ကျတော့သုံးပြရမှာလीเนาะအဲ့လိုဆိုရင် okay ဒါဆိုရင်နောက်တစ်ခုကကြတော့노래를 잘 하신다면서요 잘하기는요 음식이에요 잘하기는 음식이에요. 지난번 시험은 쉬웠어요 쉽기는요. 어려웠어요. ဟုတ်တယ် 쉽게는요 굉장히 어려웠어요 အဲ့လိုပုံစံလေးဖြစ်မှာပေါ့ရေဟုတ်ပြီเนาะ okay ဒါဆိုရမယ်နဲ့တွေ့